အားလုံးပဲမင်္ဂလာပါအမနာမည်ကတော့မတ်နွယ်နေလွယ်ပါအမဒီနေ့ရှင်းပြမယ့်အကြောင်းကတော့ procurement နဲ့ supply chain manager တယောက်မှာရှိရမယ့်အရေးချင်းတွေပဲဖြစ်ပါတယ် soft skill အနေနဲ့အရင်ပြောမယ်ဆိုရင်တော့အမတို့ adaptability ပေါ့နော်ဒါကတော့ဥပမာအဖြစ် organization တွေပြောင်းလဲတဲ့အခါမျိုး market တွေ demand တွေပြောင်းလဲတဲ့အခါမျိုးနောက်တစ်ခါကျတော့ supply chain တွေမှာ disruption တွေရှိတဲ့အခါမျိုးတွေမှာအမတို့လက်ရောညီထွေဆိုတာဒါအခြေအနေပေါ်မူတည်ပြီးတော့လုပ်ဆောင်နေရပါမယ် conflict resolution ကတော့အမတို့တွေ disagree to agree ပေါ့နော်အမတို့သဘောမတူတဲ့အချက်တွေကနေပြီးတော့သဘောတူညီမှုရအောင်အားလုံးကိုအမတို့ညှိနှိုင်းပြီးတော့လှုပ်ဆောင်ရပါမယ်အဲ့လိုလှုပ်ဆောင်တဲ့အခါမှာလည်းပဲအမတို့နဲ့ပတ်သက်ဆက်နွယ်နေတဲ့ stakeholder တွေအားလုံးမှာဖြစ်ဖြစ်တဲ့ဆက်ဆံရေးမျိုးအမတို့ရှိရပါမယ်နောက်တစ်ခုကလည်းတနိုင်တဲ့ညပေါ့နော် supply chain operation တွေမှာအနှောက်အယှက်တွေနည်းနိုင်တဲ့ညလည်းလဲအောင်လည်းအမတို့စူးစမ်းရပါမယ် communication ဘက်မှာပြောမယ်ဆိုလို့ရှိရင်တော့အမတို့ပေါ့နော်စာရေးတော့တော့၎င်းဒါမှမဟုတ်လို့ရှိရင်စကားနဲ့ပြောဆိုတာတော့၎င်းဒီလိုမျိုးအရေးချင်းမျိုးတွေ communication skills တွေလည်းအမတို့ကျွမ်းကျင်ရပါမယ်ဒါမှသာလည်းကိုကနေပြီးတော့မှကိုယ့်ရဲ့ internet team တွေတင်မကဘူးကိုယ့်ရဲ့ stakeholder တွေနဲ့ကိုဆက်သွယ်ရတဲ့အခါမှာပို့ပြီးတော့ထိရောက်တဲ့ဆက်ဆံရေးမျိုးတွေကိုလည်းဒါရရှိမှာဖြစ်ပါတယ် decision making ကတော့ဒါကိုယ့်ရဲ့ decision making ကိုဆောင်ရွက်တဲ့အခါမှာပထမဦးဆုံးဖြစ်လာနိုင်တဲ့ energy တွေအရင်ဦးဆုံးကိုက risk တွေကိုအရင် assess လုပ်ဖို့လိုပါတယ်ပြီးတော့မှအဲ့ဒီ risk တွေပေါ်မှာအခြေခံမယ်ပြီးတဲ့အခါကျတော့မှကိုယ့်ရဲ့ပေါ့နော် business objective တွေကိုမူတည်ပြီးတော့မှဘယ်လိုမျိုး risk တွေကိုတက်နိုင်သမျှနေပါအောင်လုပ်မလဲပေါ့နော်နောက်တစ်ခုကကျတော့ decision making တွေမှာလည်းပဲထိရောက်မှုရှိတဲ့အမတို့ဆုံးဖြတ်ချက်မျိုးကိုလည်းဒါချနိုင်ရပါမယ် emotional intelligence မှာတော့ဒါကတော့ကိုယ့်ရဲ့ပေါ့နော် emotional မကဘူးသူများရဲ့ emotion ကိုပါကိုယ်ခံစားနားလည်ပြီးတော့ဆက်ဆံရေးပိုင်းတွေမှာပူးပေါင်းဆောင်ရွက်နိုင်တဲ့ဒါစွမ်းရည်မျိုးတွေလည်းဒါအမတို့ရှိရပါတယ် leadership skills မှာပြောမယ်ဆိုရင်အမတို့ team ပေါ့နော်အမတို့ကိုယ့်ရဲ့ team ကဒါဟိုအကြီးပဲဖြစ်စေဒါတင်းငယ်သည်ပဲဖြစ်စေကိုယ့်ရဲ့ team ကိုကနေပြီးတော့ lead လုပ်တဲ့အခါမှာကိုကနေပြီးတော့ဥဆောင်မှုတွေပြုလုပ်တဲ့အခါမှာလည်းကိုကနေပြီးတော့ပေါ့နော်သူတို့တွေကိုကိုကတက်နိုင်သမျှ guide လုပ်ရမယ် lead လုပ်ရမယ်တက်နိုင်သမျှ task ကို delegate ပေးရမယ်ကိုတယောက်တည်းပဲ micro management လုပ်တာမျိုးမဟုတ်ဘဲနဲ့သူတို့တွေပို့လည်းကို delegation မျိုးကောင်းကောင်းပေးနိုင်ရပါမယ်ဒါမှသာလည်း collaborative ပေါ့နော်ပူးပေါင်းဆောင်ရွက်တဲ့အမတို့ working environment ကိုလည်းရရှိမှာဖြစ်ပါတယ် negotiation ကတော့ဒါအမအရင်တော့ပြောခဲ့ပါတယ် negotiation တွေမှာအမတို့ contract တွေမချုပ်ဆိုခင်ကာလတွေမှာအမတို့ supplier တွေနဲ့ပေါ့နော်အမတို့ price တွေ terms and condition တွေကိုအမတို့ညှိကြတယ်အဲ့လိုမျိုးညှိကြတဲ့အခါမှာလည်းတဦးနဲ့တဦးနဲ့ကိုယ့်အတွက်ကိုနှစ်ဖက်စလုံးပေါ့နော်ဒါတက်နိုင်သမျှ organization ရဲ့ requirement တွေနဲ့လည်းကိုက်ညီအောင်နှစ်ဖက်စလုံး two parties ရဲ့ favorable outcomes တွေကိုလည်းပဲအမတို့ရရှိဖို့လည်းလိုပါတယ် relationship building ကိုပြောမယ်ဆိုရင်အမတို့တူးနဲ့ဆက်ဆံတဲ့အခါမှာဒါပြည့်ပြည့်တဲ့ဆက်ဆံရေးမျိုးရှိရမယ်ဒါသည်ကိုယ့်ရဲ့ supplier တွေကိုယ့်ရဲ့ customer တွေဒါတွေအကုန်လုံးကိုလည်းရှိခြင်းအပြင်အမတို့ရဲ့ supply chain operation တစ်ခုလုံးကိုချောမွေ့တဲ့ဆက်ဆံရေးမျိုးကိုလည်းအမတို့ဖန်တီးပြီးတော့ပေါ့နော်တိဆောက်ဖို့လည်းအမတို့လိုပါတယ်ဒါကတော့ soft skill ပါအမတို့ hard skill အနေနဲ့ပြောမယ်ဆိုလို့ရှိရင် hard skill ကတော့ဘာတွေလဲဆိုတော့အမတို့ data analysis ပေါ့နော်အခြေခံကတော့အမတို့ Microsoft ဒီ Excel တွေကိုအမတို့ကျွမ်းကျင်ပိုင်နိုင်ရမယ် Power BI တွေဒါမှသာလေ supply chain ရဲ့ data တွေကို analyze လုပ်တဲ့အခါမျိုးမှာပို့ပြီးတော့ပေါ့နော်လျင်မြန်ဆန်ပြီးတော့အမတို့ decision making တွေလည်းမြန်ဆန်မှုတွေရရင်အတွက်လည်း data analysis အပိုင်းကိုလည်းအမတို့ကျွမ်းကျင်ရပါမယ် ERP system တွေကိုလည်းပဲသုံးနိုင်တဲ့အရေးချင်းမျိုးရှိရပါမယ်ဥပမာအဖြစ် Oracle လိုမျိုး SAP လိုမျိုးပေါ့နော်ဒါမှသာလည်းအမတို့ရဲ့ procurement ကနေပြီးတော့မှစပြီးတော့end to end solution မျိုးပေါ့နော်စပြီးတော့ procurement ကနေပြီးတော့ market အထိကိုအမတို့သွားတဲ့အခါမှာ procurement production planning နဲ့ inventory control တွေကိုလည်းပဲ ERP system နဲ့သွားတဲ့ system မျိုးတွေကိုလည်းအမတို့အသုံးချတတ်ရပါမယ် forecasting and demand planning ကတော့အမတို့တွေဒါအထူးသဖြင့်ပေါ့နော် FMCG လို area မျိုးတွေမှာဆိုလို့ရှိရင်ကိုထုတ်မဲ့ပစ္စည်းကိုယ့်ရဲ့ပစ္စည်းတရားဆိုလို့ရှိရင် market ရဲ့ demand နဲ့မူတည်ပြီးတော့မှဒါ customer ရဲ့ demand နဲ့မူတည်ပြီးတော့ကိုကထုတ်နိုင်ရမယ်တက်နိုင်သမျှ inventory level တွေကိုလည်းပဲကိုကထိရောက်စွာထားနိုင်ရမယ်เนาะ overstock တွေကိုကိုက short ချနိုင်ပြီးတော့မှထိရောက်တဲ့ stock မျိုးကိုလည်းအမတို့ထိန်းသိမ်းပြီးတော့ထားနိုင်ရမယ် inventory management ကတော့ဒါအမတို့တွေဒါကိုယ့်ရဲ့ warehouse မှာရှိနေတယ်ပေါ့နော် inventory management ရဲ့ principle အရာကိုဒီတက်နိုင်သမျှ inventory တွေကိုနည်းပါအောင်ကိုလှုပ်ဆောင်နေရမယ်မလိုအပ်တဲ့ဟာတွေကိုဒါ short ချပြီးတော့တကယ်လိုအပ်တဲ့ပစ္စည်းတွေပဲထားနိုင်ရမယ်တကယ်လို့များတကယ် excess inventory ဖြစ်တယ်ဆိုလို့ရှိရင်ဒါအမတို့ company အတွက်မလိုအပ်တဲ့ပေါ့နော်အသုံးစရိတ်တွေအများကြီးတက်လာနိုင်ပါတယ် logistic နဲ့ transportation management လည်းဒါလည်းပဲအရေးကြီးပါတယ်ဒါကတော့ဘာလဲဆိုတော့အမတို့ပစ္စည်းတွေကို
ကိုပို့ဆောင်တဲ့အခါမှာဘယ်လို carrier mode တွေကိုသုံးမလဲပေါ့နော်ဥပမာဖြင့် air freight လား sea freight လား border trade လားစသည်ဖြင့်ဒါတွေအကုန်လုံးကိုလည်းအမတို့နားလည်ဖို့လည်းလိုပါတယ်ဒါမှသာလျှင်ကိုယ်သက်ဆောင်မဲ့ပစ္စည်းတွေရဲ့လမ်းကြောင်းကိုကိုကမြန်မြန်ဆန်ဆန်နဲ့ပို့ပြီးတော့ပစ္စည်းတွေကိုပေါ့နော်ဒါ cost effective နည်းတွေနဲ့အမတို့ဒါတည်ဆောင်ဖို့အတွက်ကိုလည်းထိရောက်တဲ့လမ်းမျိုးကိုလည်းရွေးနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ပြောမယ်ဆိုလို့ရှိရင် supply chain မှာ protection plan တွေပေါ့ဒါကတော့အရင်ရေးကြည့်ပါတယ်အမတို့ရဲ့ MRP တွေ MPS တွေဒါတွေမှာဆိုရင်ကိုယ့်ရဲ့ protection ရဲ့ target နဲ့ meet ဖြစ်အောင်ကိုကဒါတွေကိုထုတ်နိုင်ရပါမယ် quality management ကတော့ကိုထုတ်တဲ့ပစ္စည်းကိုကိုယ့်ရဲ့ quality management တွေရဲ့ principle တွေနဲ့ကိုက်ညီတဲ့ methodology တွေပေါ့နော်ဥပမာအဖြစ် Six Sigma လိုမျိုး total quality management လို guideline မျိုးတွေဒီပေါ်တွေမှာမူတည်ပြီးတော့မှ compliance တွေ regulatory ရဲ့ requirement တွေက supply chain တစ်ခုလုံးမှာ quality management ကိုလည်းပဲအမတို့ထိန်းသိမ်းပြီးတော့နော်အမတို့နားလည်ပြီးတော့လှုပ်ဆောင်ရပါမယ် regulatory compliance ကတော့အခုလိုခေတ်ကြီးမှာဒါအများကြီးအရေးကြီးပါတယ်နော်ဒါ regulatory ရဲ့ requirement တွေ compliance တွေနော်ဥပမာအဖြစ် export ဆိုလို့ရှိရင်ဘယ်လိုလမ်းကြောင်းနဲ့သွားမလဲ import solution ဘယ်လိုလမ်းကြောင်းနဲ့သွားမလဲ custom ရဲ့ regulations တွေကဘာတွေရှိသလဲ environmental ရဲ့ regulations တွေကဘယ်လိုရှိသလဲ export နဲ့ ပေါ့နော် import နဲ့ export ရဲ့ control တွေမှာလည်းဘာတွေလဲပေါ့ဒါတွေကိုလည်းပဲအမတို့အများကြီးသိဖို့လည်းဒီအချိန်မှာပို့ပြီးတော့အရေးကြီးပါတယ် supplier relationship management ကတော့ဒါအမတို့တွေဒါတူးနဲ့တူးနဲ့ supplier တွေကိုအမတို့ထိမ့်သိမ်းပြီးတော့သူတို့တွေကိုအမတို့ပေါ့နော်ပို့ပြီးတော့နားချလုပ်မယ် develop လုပ်မယ်ဒီလိုမျိုးလှုပ်ဆောင်တဲ့အခါမှာ supplier တွေကိုအမတို့မှန်ကန်တဲ့ supplier တွေဒါရွေးချယ်မယ် contract တွေကိုလည်းပဲအမတို့ဒါနှစ်ဖက် two parties ရဲ့ agreement တွေရအောင်အမတို့ချုပ်ဆိုမယ်ပြီးတဲ့အခါမှာလည်းပဲသူတို့ရဲ့ performance တွေကိုအမတို့ monitor လုပ်မယ် risk တွေတက်နိုင်သမျှ short ချမယ်ဒါတွေအကုန်လုံးက supply chain အတွက်ကိုဒါတကယ်ကိုမှအရေးကြီးတဲ့ responsible နဲ့ဒါပေါ့နော်တကယ် reliable ဖြစ်တဲ့ supply chain တစ်ခုလည်းဖြစ်ပါတယ် supply chain management ရဲ့ software ကိုအမတို့သုံးနိုင်ရပါမယ်ဒါတွေကတော့ခုနအမရှင်းပြတဲ့ inventory management တွေ demand forecasting တွေ procurement နဲ့ logistics ရဲ့ operation ကိုချောမွေ့အောင်လုပ်ဆောင်ရမယ့်ဟာတွေဖြစ်ပါတယ်ဒါတွေကတော့အမတို့ procurement နဲ့ supply chain manager တွေမှာဒါရှိသင့်ရှိရတဲ့အရေးချင်းတွေပါကိုမှမရှိသေးဘူးဆိုလို့ရှိရင်လည်းကိုကပို့ပြီးတော့စူးစမ်းဖို့လည်းလိုပါတယ်ပို့ပြီးတော့မရှိသေးတဲ့ skills တွေကိုလည်းပဲကိုပို့ပြီးတော့